မိဖုရားကြီးကဘုရင်ကြီးကိုအခွင့်အရေးတစ်ခုတောင်းတယ်ဘုရင်ကြီးကအဆုပေးတဲ့အခါမှာသူကအခွင့်အရေးတစ်ခုတောင်းတယ်ဘာတောင်းတော့ဆိုရင်သူမှတ်တော့ဘယ်အမျိုးသမီးနဲ့မှမပတ်သက်ရဘူးဆိုတော့နော်ဘုရင်ကြီးကအစပထမတော့ညင်းတယ်ပြောပါပြားတဲ့အခါကျတော့သူရဲ့စိတ်ဓာတ်ပြောကြမှုနဲ့လိုက်လျောလိုက်တယ်ပေါ့အဲ့ဒီလိုက်လျောလိုက်တဲ့မိဖုရားကြီးဟာသူ့ပေါ်သစ္စာရှိလားဆိုဒီမိဖုရားကြီးပေါ်မှာသူဟာမနာလို့ဝန်တို့စိတ်တွေအများကြီးဖြစ်ခဲ့တယ်ဖြစ်ပြပုံဇာလံကတော့ဘာတော့ဆိုတိုင်းပြည်မှာစီရေးကိစ္စရှိလို့ဘုရင်ကြီးကစစ်ထွက်မယ်စစ်ထွက်တဲ့အခါမှာမိဖုရားကြီးကသူ့ဘာအတူလိုက်ဖို့တောင်းဆိုတယ်သို့တော့ဘုရင်ကြီးကစီရေးဆရာဆိုတာအသက်ကိုအနံ့ပြီးတော့ရင်ကိုမြေကရုလုပ်ပြီးသွားရတဲ့ကိစ္စမျိုးဆိုယောသမီးတွေမလိုက်သင့်ဘူးဒါကြောင့်ဘုရင်ကြီးကမလိုက်ဖို့နားချတဲ့အခါမိဖုရားကြီးကဘာတောင်းဆိုပြန်လို့ဒီလိုဆိုရင်နေ့စဉ်သူနဲ့ဆက်သွယ်မပြတ်ဖို့ခုခေတ်ဆိုရင်တော့တယ်လီဖုန်းဆက်လို့ရတာပေါ့အဲ့ဒီခေတ်ကတော့တမန်လွှတ်ရမှာဖြစ်တယ်လူတယောက်စိတ်လွှတ်မှာဖြစ်တယ်သတင်းစကားပြောဖို့ရတယ်ဘယ်စခန်းရောက်ပြီးဘာတွေလုပ်တယ်ဒုက္ခဒုက္ခအောင်မြင်မှုဆုံးရှုံးမှုဆိုတာဒီရှေ့တန်းထွက်တဲ့အခါမှာဒီသတင်းကိုသူနေတိုင်းရခြင်းနဲ့ဆိုဘုရင်ကြီးကစခန်းတစ်ထောက်ရောက်တိုင်းလူတယောက်လွှတ်တယ်မိဖုရားကြီးစီလွှတ်ရတယ်အသွားမှာ36စခန်း36ယောက်ကိုလွှတ်လိုက်တယ်ထို့တူပဲအပြန်မှာလည်းပဲ32စခန်း32အပြန်မှာလည်း32ယောက်ကိုလွတ်တယ်အသွားမှာလည်း32ယောက်ကိုလွတ်တယ်အလုံး64ယောက်မိဖုရားရှိတမန်လွှတ်ရတည်င်းပြောဖို့အတွက်တမန်လွှတ်ရနောက်ဆုံးဘုရင်ကြီးကအောင်မွေးရလို့တိုင်းတော်ပြည်တော်ပြန်လာတဲ့အခါမှာအကိုယုံကြည်ရတဲ့ပရောဟိတ်ကြီးကိုဘုရင်ဆိုတာအခမ်းအနားနဲ့အောင်မွေးရလာတဲ့အခါမှာမြို့ကိုအခမ်းအနားနဲ့ဝင်ရမှာဖြစ်သည့်အတွက်ကြောင့်ပြင်ပမှာဒီတိခက်တဲနန်းလို့ခေါ်တဲ့ယာယီဆန္ဒန်းဆောက်ပြီးတော့ခန်းချမိဖုရားရှိသတင်းပို့ဖို့အဲ့ဒီအချိန်မှာပရောဟိတ်ပုံနာရုပ်ရည်ဆင်းကအလွန်လှပတဲ့ပရောဟိတ်ပုံနာကြီးမိဖုရားရှိသတင်းပို့ဖို့စီမံလုပ်ဖို့လွှတ်လိုက်တယ်ပြောရမယ်ဆိုရင်အဲ့ဒီပရောဟိတ်ပုံနာကြီးနဲ့ပတ်သက်ပြီးအလုံးမိဖုရားကြီးရဲ့အကျင့်စာရိတ္တတွေကုန်ပေါ်တော့တာပရောဟိတ်ပုံနာကြီးရောက်တဲ့အခါကျတော့မိဖုရားကြီးကပရောဟိတ်ပုံနာကိုကြည့်ပြီးသူနဲ့ပျော်ပါဖို့တောင်းဆိုတယ်ပရောဟိတ်ပုံနာကဒီကိစ္စမျိုးသူဘယ်တော့မှမလုပ်ဘူးသူသိခါသူထိန်းတယ်မလုပ်ပြရစေနဲ့တန်တန်တောင်းမှမရတဲ့အခါနောက်ဆုံးမိဖုရားကြီးကအကောက်ကြံပရောဟိတ်ပုံနာကိုတေချောင်းကြံတေချောင်းကြံပြီးဘုရင်ကြီးရောက်လာတဲ့အခါမှာတဏှာဥတင်တယ်ပရောဟိတ်ပုံနာကသူ့ကိုစော်ကားပါလေဆိုလီဆယ်ပြီးတိုင်တန်းမှုလုပ်တယ်အဲ့ဒီမှာဒီချိန်မှာဘုရင်ကြီးရဲ့ဝန်တိုစိတ်တွေကျင့်ထချက်ချင်းပေါက်ကွဲလာအဲဒီဝန်တိုစိတ်ဆိုတာအဲ့ဒါသူမိဖုရားကြီးကိုစော်ကားတယ်လို့လည်းသိလိုက်ရောဘုရင်ကြီးရဲ့ဝန်တိုစိတ်ဟာအလုံးကိုပြင်းထန်
ချက်ချင်းပရောဟိတ်ပုံနာကိုဖမ်းဖို့အမိန့်ပေးတယ်ဖမ်းပြီးတော့သေဒဏ်ချမှတ်လိုက်တယ်သို့သောပရောဟိတ်ပုံနာကြီးကအသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တော့ဖမ်းဆီးပြီးတတ်မဲ့မင်းမှုတန်းတွေကိုအကျိုးအကြောင်းပြောပြတယ်ဘုရင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေငါစီမံနေတာဖြစ်တော့ဘုရင်ကြီးထားတဲ့ပစ္စည်းဥစ္စာတွေမြုပ်နှံထားတဲ့ဝေကြီးဒနာတွေအဲ့ဒါတွေငါဘုရင်ကြီးကိုပြောခဲ့မှဖြစ်မယ်ငါသိတာအရေးမကြီးဘူးငါမပြောခဲ့လို့ရှိရင်တိုင်းပြည်အတွက်ဆွေးနွေးနေမယ်အဲ့ဒါကြောင့်ဘုရင်ကြီးနဲ့ငါ့ကိုတွေ့ခွင့်ပေးပြီးတော့မှငါ့ကိုဘုရင်အမိန့်တိုင်းတတ်ပေါ့ဆိုတော့အဲ့ဒါကိုလက်ခံပြီးဘုရင်ကြီးစီရောက်သွားတဲ့အခါဘုရင်ကြီးကပရောဟိတ်ဘုန်းတော်ကြီးလည်းမြင်လိုက်အောင်ဘာကြောင့်ဒီလိုရုံးပါတဲ့အလုပ်တွေလုပ်ရတာလဲလို့မေးတဲ့အခါမှာအဲ့ဒီမှာပရောဟိတ်ဘုန်းတော်ဘုရင်ကြီးကိုလျှောက်ထားတယ်ကျွန်တော်မျိုးဟာတုတ္တိယလို့ခေါ်တယ်ဘုန်းတော်မျိုးကလာတဲ့ပုဂ္ဂိုလ်ပါသူများတဲ့တတ်ခြင်းကလည်းရှောင်ကျင်ပါတယ်သူများဥစ္စာမတရားယူခြင်းကလည်းရှောင်ကျင်ပါတယ်သူတော်ဘာတမယာပြစ်မှားခြင်းကလည်းလုံးဝရှောင်ကျင်တယ်လိမ်ပြောတယ်ဆိုတာလည်းဘယ်အခါမှမလုပ်ဘူးအယက်သေးစာတောက်စားခြင်းလည်းပဲခင်းတယ်ဘယ်သောအခါမှမဟုတ်တဲ့အလုပ်ကိုသူမလုပ်တာမှန်ပါတယ်တကယ်လုပ်တာကတော့သင်မင်းကြီးကနေပြီးတော့အသွားပြန်လွှတ်လိုက်တဲ့64ယောက်သောတမန်တော်တွေနဲ့ဟောရိမိဖုရားကြီးကဖောက်ပြန်ခဲ့တာဒါသာလင်းဖြစ်ပါတယ်မယုံလို့ရှိရင်ဆင့်ခေါ်ပြီးတော့စစ်မေးပါဟောအဲ့ဒီဆင့်ခေါ်ပြီးစစ်မေးတဲ့အခါမှာဒီအမှုကပေါ်သွားတယ်ဒီမှုပေါ်သွားတယ်အဲ့လိုပေါ်တဲ့အခါမှာဒီပရောဟိတ်ဘုန်းတော်ကြီးကဘုရင်ကြီးကိုနာချတယ်ရှင်မင်းကြီးဘယ်သူကမှအပြစ်မတင်ပါနဲ့ဒီလိုပဲလောကမှာဖြစ်တတ်တဲ့ကိစ္စတွေအများကြီးဖြစ်ပါတယ်သူ့ကိုအပြစ်မတင်သလို64ယောက်သောတမန်တော်တွေကိုလည်းအပြစ်မတင်ပါနဲ့နောက်ဆုံးမှာမိဖုရားကြီးကိုလည်းပဲအပြစ်မတင်ပါနဲ့လောကသဘာဝမှာဖြစ်တတ်တဲ့စိတ်ဆွမ်းလန်းမှုတွေကြောင့်ဖြစ်တဲ့အရာတွေသာဖြစ်ပါတယ်ဆိုပြီးဘုရင်ကြီးကိုနားချတော့ဘုရင်ကြီးကလက်ခံသွားတယ်လက်ခံသွားပြီးတော့သူဟာငါအခုလိုပရောဟိတ်ဘုန်းတော်ကြီးကိုတတ်ဖို့ကြိုးစားတယ်64ယောက်သောလူတွေကိုတတ်ဖို့ကြိုးစားတယ်မိဖုရားကြီးကိုလည်းတတ်ပြစ်ဖို့ကြိုးစားတယ်အခုလိုပြစ်မှုတွေကိုစီရင်ဖို့စိတ်လိုက်မှန်လိုက်ငါဟာစီမံဆုံးဖြတ်ခဲ့တာအဓိကတော့မိဖုရားကြီးပေါ်မှာဝန်တိုခြင်းကြောင့်ဖြစ်တယ်ဆိုတာသူကသူစဉ်းစားမိလားဝန်တိုစိတ်ဟာဘလောက်ဆိုးတယ်နော်ဒီကနေ့ခေတ်မှာလည်းလူတိုင်းဝန်တိုတယ်ဆိုတာတူတယောက်ချီးပွားရင်လည်းမနာလိုဝန်တိုစိတ်ဖြစ်တတ်တယ်ကိုယ်ရဲ့တာသွားရင်လည်းမနာလိုဝန်တိုစိတ်ဖြစ်တယ်ရှင်ပြိုင်သူအချင်းချင်းမှလည်းပဲအနိုင်ရသူကိုရှုံးသူကဝန်တိုစိတ်ဖြစ်တတ်တယ်ဝန်တိုစိတ်တွေဟာလူအတိုင်းဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးထားသလိုဘယ်လူမျိုးပဲအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ဝန်တိုစိတ်ကိုအကြောင်းပြုပြီးတော့တတ်ကြတယ်ဖြတ်ကြတယ်ပြစ်မှုတွေကျူးလွန်ကြတယ်ဆိုတာထင်ရှားတယ်ဒါတူနဲ့တူမတည့်ကြတာတို့ဘဝမှာချမ်းချမ်းသာသာနေခြင်းတော့လည်းမနေနိုင်တာတို့ဟောဒီမနာလိုဝန်တိုမှုဆိုတဲ့အိတ်တာအပြစ်တင်လိုမှုဆိုတဲ့ဒီသဘာဝတရားဟာလူလောကကြီးတစ်ခုလုံးကိုရုပ်ပြက်ဆင်းရဲဖြစ်အောင်လောကကြီးရဲ့လူသားတွေရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးနေတဲ့တရားသာဖြစ်တယ်ဘုရင်ကြီးကအလေးနဲ့ထားပြီးတော့စဉ်းစားတယ်
စဉ်းစားပြီးတဲ့အခါမှာဒီကိစ္စအခုလိုဖြစ်ချင်းသည်မနာလိုဝန်တိုခြင်းကြောင့်ဖြစ်တာဖြစ်လို့တဲ့ဒီကနေ့ဒီအချိန်ကစပြီးတော့အရတ္တဖို့ယန္တာဖြစ်တော့မရောက်မချင်းတဲ့ကိလေသာကိုအကြောင်းပြုပြီးဖြစ်တဲ့ဟောဒီဝန်တိုစိတ်ဟာနတ်တဏ္ဍမှာဘယ်တော့မှမဖြစ်ပါစေနဲ့လို့ဆုံးဖြတ်ချက်ချတယ်တဲ့ဒါဟာဖယ်ရှားခြင်းတစ်မျိုးပဲနော်ငါမှဝန်တိုစိတ်ဆိုတာဘယ်တော့မှမဖြစ်စေရဘူးဒီဝန်တိုစိတ်မဖြစ်အောင်အခုချိန်ကနေစပြီးတော့ဝန်တိုစိတ်ကိုသူ့ရင်ထဲကထုတ်ပြစ်မယ်ဘယ်ဘဝမှာဝန်တိုစိတ်ဆိုတာမလာစေရဘူးလို့တည်ငါအားဖြင့်ဝန်တွေကစိတ်ကိုချိုးနိုင်တယ်